ရေများရှံမလားဆိုအထင်ကြီးပြီးတော့ယူလိုက်တာဟမ်တနေ့လာလဲကွဲမဖြစ်တနေ့လာလဲကွဲမဖြစ်တော်သေးတာဗောအဖေအမေတွေရှိနေလို့နှမတို့ငတ်သေးနေတာကြာပြီမင်းရလေဟာငါလည်းအစင်ပြေမလားဆိုပြီးလုံနေတာပဲလုံနေနဲ့အစင်မပြေတော့ငါလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲငါလည်းဒီကားပွဲသားပဲလုပ်တတ်တဲ့ကိစ္စကြီးအစင်မပြေလဲပြေအောင်လုပ်ဗောရှင့်လို့နေတိုင်းအစင်မပြေနေတာလေသူများတွေကဒီမှာပွဲတွေဖြစ်နေတာမင်းရလေဟဲ့မင်းပွဲဖြစ်တယ်ဆိုတာလေကုသကံနဲ့လည်းဆိုင်နေတယ်ဟာနေရတယ်ရှင်ရတသေးမကောင်းနေတာလေနေတိုင်းမကောင်းနေတာတရက်တလေကောင်းရင်တော့မပြောလို့ပါဘူးနောက်နေ့ငါအစင်ပြေအောင်လုပ်မယ်ဟာမရောင်းအောင်ငါပြောမယ်ကြည့်ရသေးတာဗောဟုတ်ကဲ့ရရှိုးကမှာငါပလီတဲ့ပြောက်ဆိုတာလို့ဆိုတာဒီမှာရှိတယ်ရှိလားဆိုတော့မင်းဘလောက်တုံးပါလဲအဆန်သုံးတဲ့ပုံမှာမူကြည့်တာပေါ့1003လား1500လားလမ်းမတန်းမှာဆိုင်ကပြင်နေဖွင့်မှာဆိုတော့1500တော့သုံးပါဘူးရှိတယ်2000တန်းတစ်ခွက်တော့ရှိတယ်လမ်းမမင်းအလုပ်လုပ်စားလို့ရတယ်ခဏလေးပကံလမ်းမပေါ်မှာလမ်းမပေါ်ပကံလမ်းမပေါ်လည်းမဆိုပါဘူးမတောင်းကတော့ပိုကောင်းတယ်ကွာတမ်းပါကိုကလှုပ်လှုပ်စားမှာဆိုတော့လွယ်ပြည့်လှုပ်လှုပ်စားမှာပြီးလို့ရှိရင်ဒီပွဲစားတန်းနဲ့ပဲမင်းပြန်ရောက်လာတာပဲနော်ကိုလုံးစရာရှိတာလောက်ပါမင်းအကြီးကြီးရှောက်ပြောနေတယ်နော်ငါတို့ရောင်းနေတဲ့အင်ချန်ပီလေးပဲရောင်းငါတော့မှကွာဒီနေ့ငါလိုက်ပြတဲ့အကွက်ကွာဝယ်လက်ကတော့ပထမတော့ကြီးစီပြူဝဲရောက်ရင်ဝယ်မယ်ဆိုပြီးတော့ကားပေါ်မှာငွေတော့ပိုက်ပြီးလာတယ်ဟိုရောက်တော့ငါ့ဈေးတွေလိမ့်နေတယ်ဟဲ့ရောက်အဲ့တော့ရောင်းတဲ့သူကကွာအဲ့လောက်နှိမ်မှာငါ့ဘလို့ရောင်းတော့မှာလေဝယ်ကမဖြစ်တာလဲကြာပြီလေမင်းသိတဲ့အတိုင်းပဲရောက်ရင်2လကျော်3လလောက်လွတ်ဒီညနေ point နာမိလိုက်လို့ကတော့ကွာအင်းမိသားစုတွေဘိုက်ဆိုပြေပြီကွာဝယ်လက်ကကွာဈေးစစ်တာလဲကြောက်စရာနော်တော့ကွာကိုကကိုတည်းလည်းပါလာမှာပေါ့ကွာအကုန်ပါလာဟုတ်တယ်လားတပည့်နေပါတောက်ပါဦးတော့ဘာသာလက်ကမှနည်းကြီးပဲဒါကိုလာထိုင်မောင်းကိုတည်းလည်းမင်္ဂလာပါအခုလေတောက်ပါမတော့တော့အိမ်မှာမိမဒီချိန်လောက်ဆိုထမင်းစားဖို့စောင့်နေပြီတစ်ဖိတ်တောင်းလိုက်ရင်ခံသွားမှာအဲ့လိုမလုပ်ပါနဲ့အခုကတော့တော်ပါစက်ထုတ်သွားလိုက်မယ်လေပါစက်ထမင်းစားပြီးတောက်တော့အချိုးသေးတာကွာရပါတယ်ဒီနေ့ရပါစက်အခုဘာပါစက်တောက်ဟုတ်တယ်ပါစက်တခွက်ပြန်မကြီးမလားညီလေးရှယ်လေးလုပ်ပြီးပါရှယ်တဲ့ညီလေးဒါတော့အထေတူးမဟုတ်ရောက်ရင်ငါတို့ချံပွဲစားနေမတူကာဝဲစားလောကမှာဖိတ်ကြောက်နာမည်ကြီးနော်ပွဲစားကြီးကိုသွက်လက်ဆိုမသိတဲ့သူမရှိဘူးဟုတ်ကဲ့မင်္ဂလာပါကွာကျွန်တော်အမြဲတမ်းပြောပြနေတာကိုသွက်လက်နဲ့ကာလောကမှာနာမည်ကြီးဆိုကျွန်တော်အမြဲတမ်းပြောပြနေတာဟုတ်တယ်အားကြလို့အဲ့လောက်လေဟုတ်မယ်မထင်ပါဘူးအဲ့တော့နာမည်ကြီးလားကိုကရှိုးတယ်နော်နော်ချံပွဲစားကိုအကုန်လုံးသိတယ်ကိုဟုတ်တယ်ကာဝဲစားလောက်ရတယ်ဆိုတာလေလွယ်တဲ့အလုပ်မဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့တိတ်အများကြီးမဖြစ်ပါဘူးဒီနေ့မှ9ပွဲ10ပွဲလောက်ပါပဲပွင့်ရိုက်တာကိုတနေ့9ပွဲ10ပွဲဟုတ်တယ်ဒါတော့ကိုကရာကြော်လေးကိုင်းတာမဟုတ်ဘူးလေဟုတ်ထောင်ကြော်လေးကိုင်းတာဆိုအမြင့်နေပဲကိုင်းအမြင့်နှန်းနေကိုင်းဟုတ်တယ်ထောင်ကျော်ကိုင်းတော့မှ9ပွဲ10ပွဲတဲ့ကိုအဲ့ဒါတော့မှကိုကရှော့ထားတာပြောမယ်ဆိုရင်တချို့ဆိုဝယ်ခြင်းလို့လန်းပြီးဆက်သွားတာမရှာတာပေါ့အပင်မခံတာပေါ့ဒီ9ပွဲ10ပွဲလောက်ရတော့ကွာဒါနည်းစီအားကြတယ်အကိုကြီးကျွန်တော်တို့အဲ့9ပွဲ10ပွဲဆို2လ3လတော့မှမဖြစ်ဘူးဟုတ်ပါအဲ့လောက်တော့လားခြံကိစ္စကျွန်တော်တို့ခြံနေရောင်းရအလုံးဝအေးနေတာအဲ့ဒါကျွန်တော်ရှော့တာတော့တကယ်လုံးမယ်ဆိုရင်တနေ့ပွဲ20လောက်ဖြစ်တယ်ကျွန်တော်တော့မှခြံလောကောက်ဆွလို့ပြကိုဒီမှာတပည့်ခံနေလားအဲ့လိုကလည်းမရသေးပြဘူးဘာဖြစ်လို့ဆိုတော့ဒီဘက်ကခြံပွဲစားတော်ကြီးနဲ့ကားပွဲစားတော်ကြီးကမတူပြောအချောင်းကြီးကလည်းနားလေရတယ်ပါတော့ကိုတို့တော့ကျွန်တော်တို့ထပ်စားလို့ရှင်တော့တဘာကြီးတွေဟာကြီးတဘာကြီးတွေဆရာကြီးတွေနဲ့ကြောက်ကျွန်တော်ရှင်လို့မရဘူးဒီကားပွဲစားလုပ်ရင်းနဲ့ပဲကိုလည်းစီးပွားရေးရက်တည်တယ်ဒါနဲ့ပဲချမ်းသာတာသိတယ်အကိုကကားလောကမှာလည်းနာမည်ကြီးဟာကြီးအခုတကယ်တော့မှာတော့တိုက်ခန်းဝယ်ထားလိုက်ပြီတိုက်ခန်းတော့ဝယ်လိုက်တယ်မကိုမစံနဲ့မဟုတ်ဘူးနော်ဒါကားပွဲသားရလို့အတူစာလေးတွေပေါ့ဒါအတူစာလေးနဲ့ဝယ်လိုက်တာကျိုးဆောင်ကားလေး1200ပေါ့1200ကျော်ဝယ်ပြီသိန်း1200အဲ့ဒါတိုက်ခန်းဝယ်လိုက်တိုက်ခန်းဝယ်အဲ့ဒါပြောမယ်ဆိုရင်တော့အတူစာလေးတွေနဲ့ရှာပြီးတော့ဝယ်လိုက်တာပါအဲ့တော့အတူစပဲရှိသေးတာနားထောင်ရင်းနဲ့တော့ပီတိတွေဖြစ်လာတကယ်လည်းလေးစားတယ်ကိုရကျွန်တော်ချန်လောကကြတော့အကိုတို့လိုမဟုတ်လေ point တစ် point ရိုက်မှ2သိန်း3သိန်းမြတ်တာဟုတ်တယ်ဒါတော့မနေ့အပေါ့ပြောပြီးရောင်းတာမဟုတ်ကိုအမြင့်နေကြိုင်နေတဲ့ခါကျတော့ဆက်ပူရတာပေါ့အဲ့ဒါပါအားကြတယ်ကိုရဟုတ်လားနော်မနေ့ပြန်စားပြီးငါအိမ်ရောက်မှမလုပ်တော့ဘူးကွာနော်ဆရာတော့ဒီမှာကျွန်တော်ပညာသင်ပြတယ်ဆရာဟုတ်အရင်ဦးဆုံးနည်းနည်းအောက်ကားလေးတွေကြိုင်ကြည့်လိုက်ဟုတ်ကဲ့ဟုတ်အနေကားလေးတွေပေါ့နော်ရောင်းမယ်လို့အနေကားလေးတွေကြိုင်ကြည့်ပြီးဘာညာဆိုမှ
နဲ့အမြင့်ကိုတက်ပေါ့အဲ့ခါကျတော့ဆွဲခေါ်ပြီး ဟုတ်ကဲ့ ဆွဲခေါ်ပြီး တော့ခေါ်ပါဆရာ အဲ့တော့ကားကြောင်းတော့နားမလည်ပါဘူးဒီ channel ကလေးတော့မှပညာသင်လုံနေပဲရောင်းနေရတယ် အခုတော့တိုက်ခန်းနေထပ်ဝယ်ဖို့အစီအစဉ်ရှိသေးတယ်ခန်းလောက်ပါပဲဒါလည်းအပြင်းပြေတော့နေမဲ့သဘောပေါ့ နင်းပြင်နေဖို့တော့တကန်း ကိုကကားလောကမှာတော့နမေကြီးအောင်နေမကောက်ကိုတို့ချမ်းသာမှုကြီးလည်းကြောက်စရာကြီး ပြန်လိုက်ဦးမယ်လက်ဖိတ်ပါစေရ ဟောကျွန်တော်မေးတယ်ညီလေးတပည့်ရပြီလားကြားတာ ရဒီလာကပါ အားကြတယ်ဗျာ โอเคဦးနိုင်ရှင်းနေလား ဟုတ်ကဲ့ကျွန်တော်ရှ ချ င်း မ်း ပါ ဝဲသားချမ်းဝဲသားရုံနိုင်ရှင်းနေ ဟမ်မအခုလိုတော့မဟုတ်ပါဘူး တော်တော်မို့မင်းကနောက်ကျနေကျမကြောင် ဟုတ်ကဲ့ နားလေ သဘောပေါက်တယ် တိုင်းနော် ဟုတ်ကဲ့ ကြောက်တာမို့ ဟုတ်ကဲ့ တော်โอเคတက်တာပါ ကျွန်တော်ငါတို့လိုချံပွဲသားလောကနဲ့မတူ อืม ချံပွဲသားလောကမှာဖိတ်ဖိတ်တောင်နမေကြီးကိုတွက်လက်ဆိုသူ့ပဲကွာ အင်းကကျေးဇူးရှင်ရတော့အချိန်ရမနေတော့ဘူးရှင်းနိုင်တော့ဖုန်းနေပြီပဲဘိုးကမနေချုပ်နေပြီပြောတော့လေပွဲရမဖြစ်ဘူးနဲ့ပြန်လာလိုက်အများအားမိုးချုပ်တယ်ပြောတော့ဒါပွဲမဖြစ်တာ ဟုတ်လား ဩပြန်လာပြီလားပွဲဖြစ်လာလား ဘယ်တော့မဖြစ်ခဲ့ဘူး ဟမ်ပွဲမဖြစ်ဘဲနဲ့ဒီလောက်အချိန်ကျမှပြန်လာသလား ဩမနေ့ကကားဝယ်ဖို့တဲ့အဲ့မှာသူ့သမီးတွေကဗာလေမိသားစုစီးဆိုတာမသိဘူးအဲ့ကားကိုဝယ်မယ်ဆိုတော့ငါအဲ့ဒါတွားကြည့်တာကြည့်ပြီးတော့ကားကိုချိတ်ခဲ့တာမနေ့ကကျတော့ငါအဲ့ကားပြရင်ဖြစ်ပြီ ဩအဲ့ကလိုက်ပြနေတာပွဲမဖြစ်ဘဲနဲ့လိုက်ပြတာတော့ရှင်းနိုင် မ တော့ ပြဘူးရှာတာသူကမိသားစုလိုက်စီးကျင်နေဆိုတော့အဲ့ကားကိုအခုသွားကြည့်တာအခုကားကရခဲ့ပြီမနေ့ကကျသူတို့နဲ့တဲ့ပြီးလိုက်ငါပွဲဖြစ်ပြီဒါကိုပြောတာ ပြေးကြပြီလား ဩပြေးကြပါလေဟဲ့ပွဲသားပဲဟာနေရာလေအစင်ပြေတဲ့ခါပြေးမယ်မပြေတဲ့ခါမပြေဘူးဟောဟာ ဩချင်းကအမြဲတမ်းမပြေတဲ့အခါအမြဲတမ်းမပြေနေတာလေ အဲ့ဆိုငါသမီးစားမယ်ခါနေဗိုက်စားနေ စားတော့မှာအေးပွဲတာမဖြစ်တာသမီးကနေတိုင်းစားနေရလားပြင်ထားတယ် မင်းဆိုကဘူးသမီးတစ်ခါစားတာပြီ လိုက်ပြီလားဟေးဟာအားရကြီးပဲ ဟောဦးလေးရဦးလေးပဲအကြီးမှားထားတော့ကျွန်တော်ကအကြီးကိုရှာထားတာကဲညီမလေးတို့ကားတော့ဒီကားပဲအင်းညီမနေငုံမကြည့်နဲ့လုံးဝရှယ်နော်အပေါ်မှာခုံနေတန်းစီတော့အများကြီးပဲလူအများကြီးလိုက်လို့ရတယ်ဗျာ ဘာအင်းကြီးကောင်းတာလဲရှင့်ကဘာကားကြီးလဲဟေးတမျိုးရှာခိုင်းတာမိသားစုစီးတဲ့ကားလေး ဟာညီမလေးမိသားစုစီးရုံမဟုတ်ဘူးနော်ဒါတရွှေလုံးတစ်မျိုးလုံးစီးလို့ရတယ်အမခုံနေဆိုအများကြီးပဲလို့ကိုကြီးပြောပြပါနဲ့ ဟာမိသားစုစီးဖို့ကဒီလိုကားကြီးကိုကျမတို့ဘာလုပ်ကမှာလဲမင်းမပြောပါဘူးဖေအမြင့်ကတမျိုးမိသားစုစီးဖို့လေ ဟောလေအမြင့်ဒါဒီတက်မြင့်တာတော့မရှိတော့ဘူးနော်မြင့်သလားလို့တော့မမေးနဲ့အမလေးလှေကားတောင်ထောင်တက်ရတယ် ဟုတ်ပါလေရှင့်ကအမြင့်နဲ့ဒါပေမဲ့ဒီကားကြီးကလိုင်းကားကြီးလေရှင်ပြောသလိုဆိုရင်ကျမတို့ညီမနှစ်ယောက်ကတယောက်ကဒရိုက်ဘာလုပ်ပြီးတယောက်ကစပယ်ယာလုပ်ကမယ်ပုံပေါ့ ဟောဒါတော့ကိုယ်ဝယ်တာပဲပြောမလို့ဝင်ငွေလေးပဲပို့လို့ရတာပေါ့ ဘာလို့ဝယ်တော့မှာလဲကားအမြင့်ဆိုတာဇိမ်ခံကားကိုပြောတာဒီလိုကားအမြင့်ကိုပြောတာမဟုတ်ဘူးကားတော့နားမလဲဘူးလားအဖေရတယ်လေဘယ်လိုလူမျိုးကိုလိုက်ရပေးတာလဲမသိဘူး ပွဲစားထဲမှာ तू ကနာမည်ကြီးတွက်လက်ဆိုတာ ဟုတ်တယ်ပါဦးလေးပြောတယ်လေကားကြီးကြီးမိသားစုစီးကျင်တယ်ကဲဒီမှာဗျာတရွှေလုံးတစ်မျိုးလုံးစီးလို့ဦးလေးတို့သမီးလည်းတော်တော်ကြီးများတာပဲဦးလေးရဲ့ ရှင့်ဟာကြီးကလိုင်းကားကြီးလေကျမတို့ပြောတာမိသားစုလိုက်ဇိမ်ခံစီးတဲ့ကားအမြင့်ကားအဲ့ဒါမျိုးပြောတာ မြင့်တယ်လို့လှေကားပါထောင်တက် ဟာရှင်းမဖြစ်နေလေပါပဲထောင်တယ်ဘာပဲတက်တယ်ဝက်ဝက်တက်တော့ဘူးအဖေလာ အမြင့်ကားလို့ပြောတာတဲ့ကွာ ဟုတ်တယ်ဦး ဒီ လေး ကားမျိုးမဟုတ်ဘူးတဲ့ ဦးလေးပြောတယ်ကားကြီးကြီးမိသားစု ဟုတ်တယ်ဟိုကစိန်ခံကားကိုပြောနေတာကွာ ဦးလေးဒါလည်းစိတ်ခံပြီးစီးလို့ရတယ်ဦးလေးရဲ့တို့ကွာပြန်ပြီကွာဟာဘလူးလေးလွယ်နေမှမသိဘူးလက်ကိုပိတ်ပါတယ်ကွာ ဘုရုချမ်းတော့ဒီချမ်းပဲဗျာဒါ40 60ချမ်းစိတ်ကြိုက်ကြည့် ချမ်းကျဝင်းလေးတော့မဆိုးပါဘူးသူဧရိယာတန်းတန်းလေးတော့တကယ်ကျဝင်းလေးရှိပါတယ် ဟုတ်ကဲ့ ကဲငါတပီကြရလားချမ်းလေး ချန်လေးကကျေဝန်း ဟောဆိုမိသားစုနဲ့ဖေတို့မိသားစုတတ်တတ်ဝင်နေဖို့ဒါလေးကတော့အကျဝင်းမဆိုးပါဘူးနော်တပီကြတယ်နော် တိုက်တယ်ဖြစ် ကျွန်တော်တပီကတော့သဘောကျတယ်ဗျာ ဟုတ်ကဲ့ဗျာ သဘောကျပြီဆိုတော့မင်္ဂလာဖြစ်ပါဗျာ ဒါဆိုပွဲဖြစ်ပေါ့ ဘယ်ဖြစ်ပြီဟုတ်တယ်ကျွန်တော်တပီလေးကြိုက်တယ်အကုန်စင်ပြတယ်ဗျာသဘောကျတယ် ဟုတ်ကဲ့ပါဗျာဟုတ်ပွဲဖြစ်ပြီဆိုတော့ကျွန်တော်ဒီညနေ10လေးတစ်ဝက်လောက်ချုပ်လိုက်ပါ ညနေစင်ရတော့တီးတယ်မချတော့ပါကျွန်တော်မနေ့မှပဲအကြည့်ရှိလိုက်တော့မယ်လေ အော်ရပါတယ်ရပါတ ဂ ယ် တိတုံးလို့လို့တာပါ ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ အဲ့ဆိုရင်โอเคသွားပြီမနေ့မှ ဟုတ်ကဲ့မနေ့ဆုံးမယ် ကဲအဲ့ဒါပြောမယ်နော် ဟုတ်ကဲ့ပါ โอเคနော် ဟုတ်ကဲ့ပါဗျာဒီလိုဝယ်လက်ကြတော့လေမင်္ဂလာကိုရှိလိုက်ကြဗျာဟာအများကြီးတော့မပြောလိုက်ရဟာမတန်စင်ကိုကိုကလက်ကြီးရော ပြီးသွားတယ်လေ မားတော့ရတော့နော်
တထေးတွေဆိုတဲ့အတိုင်းပဲနော်ဒိုင်ရှိုတွေကြီးပဲ ဟဲ့ မချန်ကွက်လာကြည့်တာဝလက်ကဖြစ်သွားပြီလေ ဟုတ်လားပြင်သွားပြီပေါ့ အော်ကျွန်တော်တို့အဆင်ပြေတာနည်းနည်းပါဗျာနော်အမားယောက်ျားအဆင်ပြေချက်ကြီးကကြောက်စရာကြီးနော် ဟဲ့အမလေးနင်ပြောတော့လဲငါတို့ကအသင်ပြေနေသေးတာမဟုတ်ပါဘူးဟဲ့ အမလေးတထေးတွေများဗျာညီးလိုက်တာဆိုတာတိတ်ရှူတာပဲနော်အမားတို့ကတာကေတာမှာကိုတက်လက်ကိုတိုင်းတိတ်ထောင်းနေရတဲ့တိုက်ခိုင်းဝယ်ထားတယ်ဗျာ ဟာတိတ်ထောက်နေရတယ် အမလေးတိတ်ထောင်းနေရဝယ်ထားတာအမားတို့ပါလေကျွန်တော်လာမနေပါဘူး မဟုတ်ပါဘူးပြန်တော့တိတ်တိုင်းလားတိတ်ထောက်နေရတယ်ဟုတ်လား အမလေးအမလာပဲဒီလောက်လေးအံ့ဩစရာကိုတက်လက်ကိုတိုင်းပွဲတွေဖြစ်နေတာလေအခုတာကေတာမှာတိတ်ထောင်းနေရတဲ့တိုက်ခိုင်းဝယ်ထားလို့သူကိုယ်တိုင်ပြောတာ တိတ်ထောက်နေရတယ်လို့ तू ကဝယ်ထားတယ်လို့ပြောတယ်ပေါ့ ဟုတ်တယ် ဩ တောင်းမယ် တောင်းစားကြည့်စမ်းငါ့ကိုပြောတော့ပွဲမဖြစ်ဘူးနဲ့အခုတိတ်ထောက်ထင်ရတဲ့တိုက်ခန်းတော့ဒင်းကဝယ်ထားသေးတယ်ဘယ်မရလဲကိုဖိနေမှလည်းမသိဘူးလာမစေအောင်ဒင်း မိမ အော်ပြန်လာပြီလားလာ ပွဲမဖြစ်ခဲ့ပါဘူးမောင် ဟဲ့လား ကားရောက်နေအမြင်တော့အမြင်ပဲ ပွဲမဖြစ်ဘူး မဖြစ်ခဲ့ မဖြစ်ခဲ့ဘူး ဟုတ်မဖြစ်ခဲ့ တိတ်တာလား တိတ်တာလေ ဟမ်ရှင်ကပြောတော့ပွဲမဖြစ်ဘူးနဲ့အခုပဲတိတ်ထောက်နေရတဲ့တိုက်ခန်းဝယ်ထားတယ်လို့အုံးလေးကပြောသွားရဲ့ကျမကို ဟုတ်ပါဘူးအဲ့ဒါ ဘာမဟုတ်ပါဘူးလေအခုအဲ့တိုက်ခန်းဘာမှလဲလိုက်ပြရှင်အခုလိုက်ပြကျမကိုအခုလိုက်ပြကဲပြောအဲ့တိတ်ထောက်နေရတဲ့တိုက်ခန်းဘာမှလဲ အဲ့ဒါကားကြွားတဲ့တဘော ဘာလို့ပြောတာလဲအဲ့တိတ်ထောက်နေရတဲ့တိုက်ခန်းကြောက်ကိုအခုလိုက်ပြ ဝယ်မဝယ်တာ ဘယ်လာလဲအဲ့ကြောက်တာတိတ်ထောက်နေတဲ့တိုက်ခန်းအခုလိုက်ပြ အဲ့ဒါကလည်းကြွားပြီးပြောလိုက်တာ ကြောက်ပြီးပြောပြမလို့လေရှင်ပဲရင်လည်းပဲနေလို့အခုလိုက်ပြရှိပါမရှိအမေ ဘာမရှိတာလဲရှိတော့ online အခုဝယ်ထားရလို့ပြောတာလေအခုလိုက်ပြတော့ရှင်ပြအခုလိုက်ပြနော်လိုက်ပြအခုလိုက်ပြဟမ်ဘယ်မရင်လည်းရှင်ပဲနေမလို့တုံးနေရတယ်နော်ဝယ်ထားတာလေလောလော အဲ့ဒီကဝယ်မဝယ်တာ ဘာမလဲဘာမလဲလဲဝယ်ထားလို့ရှင်အခုညဝယ်ထားရလို့ပြောတာပေါ့ကျွန်တော်ရိုက်ပြီးရမယ်နော်ရှင်အခုလိုက်ပြ ကြွားမရှိတာဘယ်လိုပြား ဘာမှမရှိပါနဲ့ရှင်ဝယ်ထားရလို့ပြောတာပေါ့ ဘာဖြစ်နေကြ တာကိရမှာလေဒီမှာလေပွဲဖြစ်ဘူးမဖြစ်ဘူးနဲ့ကျမကိုပြောတော့ဟမ်အခု तू တာကိရမှာတိတ်ထောက်နေရတဲ့တိုက်ခန်းတော့မှဘယ်မရငါကိုပေးနေဖို့ဝယ်ထားတာလည်းမသိဘူးကျပွဲမဖြစ်ဘူးဆိုပြီးဈေး မဟုတ်ဘူးကျွန်တော်တအားပါပြော ဘာမှကြွားပြောတာမဟုတ်ဘူးကျမကိုကြတော့ပွဲမဖြစ်ဘူးဆိုပြီးတော့ဈေးဘမပေးတာဘယ်နှလားရှိနေပြီလဲဟမ်ရှင်အခုကျမကိုပြအခုလိုက်ပြအိုက်ထောက်နေရတဲ့ ရှိပါမရှိတာဘယ်လိုပြမှာ ရှင်တော့သူရရှင်ကိုပြောရတာပေါ့ဝယ်ထားတယ်လို့ပြောရတာလိုက်ပြအခုလိုက်ပြကျမအခုလိုက်ပြလားတေချင်းကိုဘာလာတာကဟမ်ဘာပြောတော့တမျိုးအခုတိတ်ထောက်နေရတဲ့အခါဝယ်ထားတယ်လို့ကဟမ်ဘယ်မရလဲပေးဖို့လဲ ဘာဖြစ်လို့ဘာဖြစ်နေကြလဲ တာကိရမှာလေကျမကိုပြောတော့ကျပွဲသားတဲ့အောင်လာသွားတာလေ तू ကဘာမဖြစ်ဘူးကားမရောက်အောင်နဲ့အခု तू ကတိတ်ထောက်နေရတဲ့တိုက်ခန်းကိုဝယ်ထားတယ်ဘယ်မရင်ငယ်ပဲနေမလို့လည်းမသိဘူးလေ तू က ဟုတ်လားကိုတက်လက်မရင်ငယ်ပြီးဝတ်ထားလား မဟုတ်ဘူးလေခင်ဗျာပြဿနာတယောက်လာလုံးနေပြန်ဗျာ ဘာပြဿနာတက်မှာလဲသူများပြောမှကျမသိရတာအခု तू တိတ်ထောက်နေတဲ့တိုက်ခန်းကိုဝယ်ထားတာလေအခုနော်တိတ်ထောက်နေတဲ့တိုက်ခန်းအခုလိုက်ပြကျမအခုလိုက်ပြအခုလိုက်ပြတော့ ရှိပါမရှိတာဘယ်လိုပြမှာလဲရှိပါမရှိတာဘယ်လိုပြမှာလဲ